ဘဝဆိုတာတစ်ပင်နဲ့တူတယ်ဘာလို့လဲဆိုရင်တချို့တစ်ပင်တွေကမြင်မာတယ်ဘလို့ထိမြင်လဲဆိုတော်တော်ကိုမြင်မာတယ်အလုံးကိုမြင်မာတယ်တချို့တစ်ပင်တွေကြတော့နိုင်နိုင်လေးပဲရှိတယ်တချို့တစ်ပင်တွေကြတော့တစ်ပင်နဲ့တစ်ပင်မတူကြဘူးຫນွယ်လေးတွေဖုံးနေကြတချို့ပင်တွေကြတော့တအားငယ်လုံးတယ်ຫນွယ်တွေရစ်ပတ်ပြီးတော့မှဖုံးလွှမ်းနေတယ်လူတွေတော့မှသွားဖို့မလွယ်တဲ့နေရာတနေရာပေါ့ຫນွယ်တွေကတော်တော်ကြီးကိုရစ်ပတ်ပြီးတော့မှတစ်ပင်တွေပေါ်မှာဖုံးလွှမ်းနေကြတယ်တချို့တစ်ပင်တွေကမြင်မာတယ်အဲ့လိုဆိုတော့ဒီထဲမှာသတ္တဝါတွေတဲ့မျိုးစုံပေါ့ငှက်မျိုးစုံရှိမယ်သတ္တဝါမျိုးစုံရှိမယ်အကုန်ပါပဲတိရစ္ဆာန်မျိုးစုံရှိကြတယ်သူတို့ကတော့ပျော်ကြတယ်ဘာဖြစ်လို့လဲငြိမ်းချမ်းလို့ပေါ့ငြိမ်းချမ်းလို့ပေါ့သူတို့ကိုအန္တရာယ်ပြုမဲ့သူမရှိဘူးပေါ့လေဒါကလည်းပုံသေးတော့မဟုတ်ပါဘူးသူတို့ချင်းချင်းတော့ရှင်းရှိမှာပေါ့ဒါပေမဲ့သိချတာကတော့လူတွေရဲ့အန္တရာယ်ကနေကင်းဝေးနေတာတော့အမှန်ပဲတစ်ပင်တွေကိုကြည့်ရတာစိတ်ချမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ပင်တွေဟာသူ့ဟာသူရက်တည်နေကြလို့ပေါ့တကယ်ကိုအေးချမ်းပါဒီရဆိုရင်ဒါလီယိုတစ်ခုပါဒါဆိုရင်တော်တော်ကြီးကိုနဲ့တဲ့ပမာဏရှိတယ်ပေါ့အပေါ်ကနေကြည့်တယ်ဆိုရင်လေဒါကတကယ်ကိုအေးချမ်းတဲ့နေရာတစ်ခုလို့ထင်လို့ရပါတယ်တစ်ပင်တွေဟာလည်းပဲအေးချမ်းနေကြတယ်မြင့်မားနေကြတယ်တစ်ပင်နဲ့တစ်ပင်ဟာမတူကြဘူးအရွက်တွေမတူကြဘူးအကိန်းတွေမတူကြဘူးအသားတွေမတူကြဘူးဒါပေမဲ့တူညီကြတာကတော့ဘာလဲဆိုရင်သူတို့ဟာအယွန်တူကြတယ်ညီညီညွတ်ညွတ်ရှိကြတယ်တောထဲမှာအေးအေးချမ်းချမ်းရှိကြတယ်ဒါဟာတစ်ပင်တွေကိုအတူယူရမယ်သူတို့အများကိုအဆင်ပြေအောင်လုပ်ပေးတယ်ဘဝဟာဒီလိုနေထိုင်ကြရင်ဘယ်လောက်ထိကောင်းမလဲတပင်နဲ့တပင်ဟာခွဲခွာခြင်းမရှိဘဲနဲ့ပူးကပ်ပြီးတော့မှချစ်ချစ်ခင်ခင်နေကြတယ်ငါနဲ့ဒီတစ်ပင်ဟာငါနဲ့အမျိုးသားမတူဘူးဆိုပြီးတော့မှခွဲခြားမနေကြဘူးတပင်နဲ့တပင်ဟာပူးကပ်ပြီးတော့မှအမျိုးသားမတူတော့လည်းပဲတပင်နဲ့တပင်ဟာပူးကပ်ပြီးတော့ပေါ်ရော့တည်နေကြတယ်အပင်တွေထဲမှာဆိုရင်မျိုးစုံပါပဲကွမ်းပင်တွေကောတက်ပင်နွယ်ပင်ဝါပင်အစုံပါပဲဒီထဲမှာသူတို့ဟာအပင်တွေမျိုးစုံမတူပေမဲ့အမျိုးတွေမတူပေမဲ့သူတို့ဟာအတူတူတနေရာထဲနေတမြေထဲမှာနေပြီးတော့တရေထဲတောက်နေကြတယ်တဘာဝတစ်ပင်တွေရဲ့အလားဟာလူသားတွေရဲ့အတူယူစရာတစ်ခုလို့မြင်လို့ရပါတယ်